ကဲအားလုံးပဲမင်္ဂလာပါနော်ကျူဒီကိုမင်းမင်း YouTube channel ကနေအားလုံးကြိုဆိုလိုက်ပါရဗျာကဲအားလုံးပဲဝင်လာပြီနော်ဝင်လာရင်လက်မလေးနှိပ်ပြီးတော့ subscribe နဲ့တဲ့လူတွေကိုမတွေအားလုံး subscribe လေးနှိပ်ပြီးတော့တူကြမကြအောင် share များလေးနဲ့အပီဝင်ရင်ပြီးတော့နော်ဒါမှလည်းအများကြီးအများတွေ့အများပေါင်းဖြစ်ပါတယ်9ရက်နေ့နော်9ရက်နေ့တနေ့ကုန်စာတက်ကိုဝင်ယူမယ်ဘုဒ္ဓဘူးနေ့တနေ့ကုန်စာတက်ကိုဝင်ယူသွား9ရက်နေ့ဗုဒ္ဓဘူးနေ့တနေ့ကုန်စာတက်ကိုအားလုံးပဲဝင်ယူသွားမယ်နော်တို့ကြောင့်မချင်အောင်လက်မလေးနှိပ်ပြီးသွားနော်ရှယ်များလေးနဲ့အပီဝင်ရင်ပြီးသွားဒါမှလည်းအများကြီးအများတွေ့အများပေါင်းမှာဖြစ်ပါတယ်နော်subscribe နဲ့တဲ့လူတွေကိုမတွေအားလုံးကလည်း subscribe လေးနှိပ်ဖို့မမေ့ပါနဲ့ကဲကျေးဇူးသူများလေးဝင်လာပြီပြန်နော်တာတာဘေးမကျော်မွေးကနဲ့အခွေပေးထားရှိရနော်မွေးကနဲ့အခွေကတော့9608အခွေပူးပါပေးထားပါတယ်မွေးကနဲ့လိုက်ပြီးထိုးနေတဲ့သူတွေကလည်းလိုက်ပြီးထိုးပါမွေးကနဲ့လိုက်ပြီးထိုးနေတဲ့သူတွေထိုးပါတနင်္လာနေ့ကဖောင်းထားဖြစ်တဲ့အတွက်ကြောင့်နော်ဒီဘက်ထဲမှာဗုဒ္ဓဘူးနေ့လည်းဖြစ်နေပြီနော်ဒီနေ့ဗုဒ္ဓဘူးနေ့မှာအထူးကိုတတိထားပါဘာလို့လဲဆိုတော့အပူဆိုင်ရှိနေပါတယ်နော်အပူဆိုင်ရှိပါတယ်ဗုဒ္ဓဘူးနေ့မှာအထူးတတိထားမှာအပူပါနော်အပူဆိုင်ကိုအထူးတတိထားပါတနင်္လာနေ့ကလည်းဖောင်းထားဖြစ်တဲ့အတွက်ကြောင့်အပူဆိုင်ရှိပါတယ်အပူလိုက်နေတဲ့သူတွေဆိုရင်တော့ဒီနေ့ကပို့ပြီးတော့တင်ထိုးဖို့ဗျာနော်ကဲ9ရက်နေ့တနေ့ကုန်စာတက်ကတော့456ခွန်အခွေအပူပါနော်456ခွန်အခွေအပူပါ5546ခွန်565ခွန်6ခွန်445566ခွန်ခွန်နော်အပူနဲ့ပတ်သက်ရင်တော့ရှယ်မရှယ်နေတဲ့အခွေကတော့456ခွန်အခွေအပူပါ445566ခွန်ခွန်ပေါ့နော်အပူကြိုက်ပြီးတော့အပူထိုးမဲ့ဆိုတဲ့သူနော်အခွေကိုတော့ထိုးပါနော်မွေးကနဲ့အခွေလိုက်နေတဲ့သူတွေမွေးကနဲ့အခွေကိုဖြစ်မနေထိုးပါကဲရှယ်မရှယ်တရားခိုင်းတော့ဖီနော်ကဲစခွေချော်လေးရိုက်ပြီးယူထားပြီးသွားနော်လမလေးနှိပ်နော်ဆက်တစ်ချက်လိုက်ချက်ပြင်အပေးသွားကဲအားလုံးပဲစခွေချော်လေးရိုက်ပြီးယူထားပြီနော်ကျွန်တော်ကြည့်ရှုအပေးရဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကဲဒီနေ့ဒီကျွန်တော်အပီဝင်ရနေကြကျွန်တော်အမျိုးစုတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကဲဒီနေ့ဗုဒ္ဓဘူးနေ့လေးမှာလည်းကျွန်တော်မိတ်ဆွေအားလုံးပဲငွေလဲတယ်များပေါ်များကြပါစေအားလုံးပဲဝေကန်ကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရကျွန်တော်ရဲ့ live လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရကြအားလုံးပဲဆုံးဖြတ်လေးယူထားပြီးမမေ့ပါနဲ့နော်